Hello, Gavia General. Cool. Tima General, Saturday Villa, the outside one. General video late in Tabe, General Coop your be at Chima. Video Lali, the video match, to their holy house, the Charlie, Natom Pit there. Atom Peter come out, be the Mikon Kua. အဲ့ရှိမှထိုင်နေကြတဲ့ကိုယ်အင်ကြီးကောင်းကောင်းတွေနဲ့ဝတ်ထားပြီးမှထိုင်နေကြတဲ့လူတွေအဲ့ကောမှာထိုင်နေကြတဲ့လူတွေကျတော့အကြောင်းလေးပါလေတက်တဲ့လူနည်းနည်းပါးပါးမရှိဘူးလားပေါ့ရှိရင်တော့ပြောကြပါအောင်ဒီမှာအပေါ်မှာဟောတဲ့ဟာနားထောင်ကြည့်လိုက်အောင်ပြီးအောက်မှာ comment တွေပါရေးကြ ခရစ်တော်ရပြီးမှဆင်းရဲတယ်ဆိုတာကလုံးဝအတိတ်ပဲမရှိတဲ့အရာခရစ်တော်ကိုတကယ်ရထားရတာနဲ့ဆင်းရဲတယ်ဆိုတာဖြစ်ကိုမဖြစ်နိုင်ဘူးမရလို့ကျွန်တော်ပြန်ပြောမယ်ခရစ်တော်တကယ်ရထားပြီးမှဆင်းရဲတယ်ဆိုတာဘယ်လို့မှမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးဖိလိပ္ပိခန်းကြီးလေးငယ်19ဘာပြောလဲအားလုံးလွတ်ရတဲ့ကျမ်းစာဘာမှဖတ်ဆရာမလို့ငါဤဖျားခင်ဒီဘာဖြစ်လဲဘုံအာနုဘော်၌စံပေတော်မူသောဘာရှိလဲစီးစိမ်ရှိသည့်အတိုင်းတင်တို့အလိုရှိသမျှကိုယေရှုခရစ်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မယ်လို့ပြောပြီးသားယေရှုအားဖြင့်ယေရှုရရင်တင်ပြည့်စုံပြီးသားအဲ့ဒီတမန်တော်ရှင်ပေါလုကသူ့ရဲ့ဒီ presentation နှစ်ပတ်ဆိုင်နေရပါတော့ဒီသူ့ရဲ့ gospel သူရေးတဲ့စာတွေသူရဲ့ episode တွေ presentation လုပ်တဲ့အခါမှာအဲ့ဒီကောင်းချီးမင်္ဂလာတွေဒီဘယ်လိုပြောမလဲကျွန်တော်ကောင်းကြီးနဲ့ဆိုင်တဲ့အရာတွေမှာကျွန်တော်တို့ကခရစ်တော်အဖြစ်ကျွန်တော်ပြည့်စုံတဲ့အရာတွေမှာသူကနှစ်ပိုင်းအနေနဲ့သူကခွဲထားတာကိုကျွန်တော်တို့ကောင်းကောင်းလေးသိဖို့လိုတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ already နဲ့ဒီ not yet ဆိုတဲ့ဟာနှစ်ခုကိုကျွန်တော်ကောင်းကောင်းလေးသိမှပဲဒါကိုအဆင်ပြေနိုင်မှာဒါမှမဟုတ်ရင်တော့ကျွန်တော်တို့ဆိုရင်တော်လေးရှုပ်သွားနိုင်တယ်ဆိုတဲ့အရာဆိုတော့ဆင်ခြင်မိတာဘောနော်